လေးတယောက်ရှိတယ်သူကသူဘာကိုစိတ်ဝင်စားလဲဆိုတာသူသိတယ်သူသွားခြင်းတဲ့လမ်းကြောင်းအတွက်လိုအပ်တဲ့အရာတွေကိုလည်းသူသိတယ်အသုံးဝင်မဲ့အတွေ့အကြုံတွေကိုလည်းရှာဖွေခဲ့တယ်နာကျင်ရပေမဲ့ထပ်ရလာအောင်မဲ့သင်ခန်းစာတွေကိုလည်းဆက်ရှာဖွေနေရအောင်မယ်လူတိုင်းမှာသွားထီလို့မရတဲ့စိတ်ပိုင်းဆိုင်ရာအစိတ်အပိုင်းဆိုတာတကယ်ရှိတယ်လူတိုင်းကသူ့ကဘာလေးမှာပဲသူ့နေသူ့ဟန်းနဲ့ကြေကွဲနေကြတာကြီးပဲတိတ်ပြေဆုံးပြီးပျော်ရွှင်နေရပါတယ်ဆိုတဲ့မိသားစုမှာလည်းခံစားဝမ်းနေရတဲ့ memory အခိုက်အတန့်ရှိကြတယ်သူတို့စိတ်အတိုင်းသူတို့ကိုပေးနေပြီးကိုယ်စိတ်အတိုင်းကိုနေဖြစ်ရင်းနဲ့ပဲလူတချို့ကိုမရှင်းပြဖြစ်တော့လူကြိုက်နေတဲ့ကောင်ဖြစ်ခြင်းဖြစ်ပါလေရေပေါ်စီခြုံပြီးကျုပ်မနေလို့ခင်ဗျားတို့ကြိုက်အောင်မနေတာမဟုတ်ကျွန်တော်လမ်းကိုကျွန်တော်ဖောက်ရှောက်ကြည့်ခြင်းုံလေးပါပဲကိုနေတိုင်းဖြတ်တန်းနေရတဲ့ပတ်ဝန်းကျင်လူအပိုင်းဝိုင်းမှာခံယူချက်နဲ့ရက်တီပုံချင်းမတူညီမှုတွေအများကြီးရှိလူသားတိုင်းဟာခဏတာစုံတွေ့ရတဲ့ဧည့်သည်တွေပါပဲဘာလို့ငုံတီးနေကြမှာလဲလူသားတယောက်ဖြစ်တုံးလေးတော့လူလောကပျော်ရွှင်မှုတွေခံစားရဖို့ထိုက်တန်ပါလေမိတ်ဆွေလူသားဆန်တဲ့ခံစားချက်နောက်လိုက်နေတတ်တဲ့လူသားတယောက်ဖြစ်ခွင့်ရှိတယ်ဟုတ်တယ်မလားကိုခံစားရသမျှတွေမျှဝေမယ်ကိုနိုင်တာကိုကိုလုံမယ်စီးမျောတက်ရင်ခဏတာကနေပြောပါတယ်ကိုယူသလိုလိုက်ယူပေးခဲ့ရင်တော့အားရပီတိဖြစ်ရတာပေါ့လေဖိတ်ခေါ်ပါတယ်ရှေ့ဆက်လိုက်ကြည့်လိုက်ပါယူနေတဲ့ငါးလေးတစ်ကောင်နဲ့အတူခံစားရင်ယူကြရုံပေါ့ဗျာကျွန်တော်ဟာ M5 လေးပါ